အားလုံးပဲမင်္ဂလာပါနော်ဒီ video file လေးမှာတော့ကိုတို့ကကျွန်တော်တို့ DSDC တင်တဲ့အနေနဲ့ပါတင်ပေးမှလည်းဆိုရင်SketchUp ထဲကအခုမြင်နေရတဲ့ software ကတော့ SketchUp software ပေါ့နော်ဒါ SketchUp software တွေကmodel ကို SketchUp model ကိုတက္ကလာလေးကိုဘယ်လိုထည့်ရလဲဆိုတဲ့အကြောင်းလေးကိုသင်ပြီးမှအခုဖွင့်ပြထားတဲ့ model ကတက္ကလာ structure ကိုတို့ဒီ DSDC တင်တဲ့မှာ precast and rebar detailing class မှာသင်ပေးနေတဲ့precast ဆွဲမဲ့ model ပေါ့နော်ဒီ model ကိုတက္ကလာထဲမှာ precast panel တွေဆွဲဖို့အတွက်ဘယ်လို insert လုပ်ရလဲဆိုတဲ့အကြောင်းအရာကိုရှင်းပြပေးမှာဖြစ်ပါတယ်နော်အဲ့တော့အရင်ဆုံးဒီ SketchUp ကိုတွင်းကျင်တဲ့model ကို SketchUp model ကိုဖွင့်ထားဖို့လိုအပ်တယ်လို့ကိုတွင်းမဲ့တက္ကလာ structure software ကိုလည်းဖွင့်ထားဖို့လိုအပ်တယ်ဒီ video file မှာတော့တက္ကလာ structure 2020 version ကိုသုံးပြီးတော့သင်ပေးထားတာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီ SketchUp ထဲကနေပြီးတော့ 3D model ပေါ့နော်ပြောရမယ်ဆို IFC file ကိုပထမဆုံး export ထုတ်ဖို့လိုအပ်တယ်နော်အဲဒါဆိုရင် file ကိုနှိပ်ပါဒီမှာ export ဆိုတာရှိတယ်ဒီမှာ 3D model ဆိုတာရှိတယ်ဒါလေးကိုနှိပ်လိုက်ပါပြီးတော့ကိုစေ့ချင်တဲ့လမ်းကြောင်းကိုရွေးပေါ့နော်ကျွန်တော်တို့တင်တဲ့ drive ထဲကလမ်းကြောင်းကိုတွားနေပါတယ်ဒီမှာပေါ့ဒီကိုတွားချင်တဲ့လမ်းကြောင်းနေရာရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ open ဆိုတဲ့ဟာလေးနှိပ်လိုက်အောင်ပါပဲ export ဆိုတာနှိပ်လိုက်ပါသူကဆို export လုပ်နေပါလိမ့်မယ်နော်အဲ့တော့နောက်တစ်ခုကကျွန်တော်ဒီအဲ့နေရာမှာတကယ်ရောက်သွားမရောက်သွားစစ်ကြည့်ရအောင်နော်ဒီမှာသူက export ထုတ်ပြီးသားဖြစ်ပါတယ်เนาะကျွန်တော်ဒါ IFC file လေးနဲ့ export ထုတ်ပြီးသားဖြစ်ပါတယ်အဲ့တော့တက္ကလာလေးကိုဘယ်လိုထည့်ရလဲဆိုတဲ့အပိုင်းကိုရောက်ပြီပေါ့နော်တက္ကလာလေးကို reference model ထည့်မယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်ကြလဲဆိုရင်ဒီတောင်းကဒါလေးကိုနှိပ် reference model ဆိုတာဟာလေးကိုနှိပ်ပြီးရင်ဒီမှာ add model ဆိုတာကိုရွေးနော်ပြီးရင် bronze ဆိုတဲ့ဟာကိုထွေသွင်းနေတဲ့လမ်းကြောင်းကိုသွားပေါ့ကွာနော်ဒီမှာကျွန်တော်တို့ကတော့ကြိုပြီးတော့ setting ချိန်ထားတဲ့အတွက်ရှိတဲ့လမ်းကြောင်းကိုတန်းရောက်သွားတယ်ဒီ warehouse IFC ဆိုတဲ့ file လေးရှိတယ်ဒါကို open ဆိုပြီးနှိပ်လိုက်မယ်ဒါကတော့ဒီ SketchUp ထဲကorigin point နဲ့ တက္ကလာ origin point နဲ့ match ဖြစ်အောင်ထားပြီးထားတာပေါ့နော်ပြီးရင်ဒီမှာ add model ဆိုတာလေးကိုနှိပ်လိုက်ပါ processing ဖြစ်သွားလိမ့်မယ်โอเคအဲ့တော့ဒီမှာရောက်ပြီပေါ့နော်ဒီ SketchUp ထဲက model file ကတက္ကလာလေးကိုရောက်ပြီဒါကဟိုပါပေါ့SketchUp model ကတက္ကလာလေးကိုရောက်လာတဲ့အဆင့်ပဲရှိသေးတယ်ပြောရရင် IFC model က group တစ်ခုအနေနဲ့ရောက်လာတာအဲ့ဒါကိုတက္ကလာကနားလဲတဲ့ native IFC ပြောင်းဖို့ဆိုတဲ့အဆင့်တွေရှိသေးတယ်အဲ့ဒီအဆင့်တွေကတော့ကျွန်တော်တို့နောက် video တွေမှာကောဒီကျွန်တော်တက္ကလာ TSCC သင်တန်းရဲ့ precast and rebar detailing class ဒီမှာရောဝင်ရောက်လေ့လာလို့ရပါတယ်เนาะဒီဗီဒီယိုလေးကတော့reference model တစ်ခုကို SketchUp ကနေပြီးတော့တက္ကလာလေးကိုဘယ်လိုထည့်လဲဆိုတာကိုပြောပြတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့သိချင်တဲ့မေးခွန်းတွေဖြစ်စေလိုအပ်ချက်တွေဖြစ်စေရှိခဲ့ရင်ကျွန်တော်တင်တန်း TSCC တင်တန်းရဲ့ Messenger ပဲဖြစ်ဖြစ် Viber နံပါတ်399696839386ပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်းတောင်းယူနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်เนาะ